သုံးလို့ရတဲ့အခြေအနေပေါ့နော်ဒီလိုပုံစံလေးတော့ကျွန်တော်သုံးလို့ရဥပမာထားပါနော် inventory ကိုသွားလိုက်မယ်ကျွန်တော်လောတဲ့ product တစ်ခု create တစ်ခုစောက်လိုက်မယ်နော်ထားပါတော့ ABC ဆိုတဲ့ product သူ့ကိုကျွန်တော် category ထည့်လိုက်လောတဲ့သူ့ကိုကျွန်တော် cost မထည့်ဘူးเนาะ consignment じゃကျွန်တော်တို့ကဒါထားပါတော့ရောင်းပြီးတော့မှငွေရှင်းရမယ့်အခြေအနေတော့အဲ့တော့ကျွန်တော်က cost မထည့်ဘူးဒီလိုပုံစံထားလိုက်မယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ကသူ့ကိုလက်ခံမယ်เนาะလက်ခံမဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ receipt ဆိုတာလုပ်လိုက်မယ်ဒီထဲကနေထားပါတော့เนาะဒီမှာ assign owner ထည့်မယ်เนาะကျွန်တော်တို့က assign owner ထည့်မယ်ထားပါတော့ကျွန်တော်ကလာစီကနေလက်ခံမယ်ပေါ့နော်ဒီမှာလည်းလာဆိုပြီးဒါထည့်လို့ရတယ်เนาะကိစ္စမှာဒါကြဒီ assign owner ဒီ product ကိုဘယ်လိုပိုင်နေဆိုတော့ကျွန်တော် mention လုပ်ချင်တာမို့လို့အဲ့ဒါပြီးတော့မှ ABC ဆိုတဲ့ product ကျွန်တော်ကထားပါเนาะ10ခုဒီလိုပုံစံထွက်လိုက်မယ် market to do validate နှိပ်လိုက်မယ်เนาะအဲ့ inventory reporting နဲ့ store မှာ ABC ဆိုတဲ့ product ကျွန်တော်ဒါ10ခုဝင်လာပါเนาะဒီလိုပုံစံထွက်လိုက်မယ်location မှာကြည့်လိုက်လို့ရှိရင်လည်းเนาะ ABC product ဘယ်သူပိုင်တာလဲဆိုတော့လှပိုင်နေရเนาะကျွန်တော်ဒါ10ခုရှိရပေါ့အဲ့ဒါဒီလိုပုံစံထွက်လိုက်လိမ့်မယ်ဒါကျွန်တော်ဒါ inventory ကို assign owner နဲ့ဒါအဝင်သွင်းလိုက်တဲ့အချိန်ပေါ့နော်ရောင်းတဲ့အချိန်နေပေါ့နော်ရောင်းတယ်ဆိုတော့ကျွန်တော်ကနမူနာထားပါတော့ကျွန်တော်ဒီကနေရောင်းပေါ်လိုက်မယ်ကျွန်တော်က5ခုရောင်းတယ်အဲ့ဒါတစ်ခုကို1000 confirm လုပ်မယ် deliver လုပ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆို create invoice ဆိုတော့စက်ဖွင့်မယ်ဒီလိုပုံစံထွက်လိုက်မယ်နော်အဲ့တော့ဒီလိုပုံစံအဲ့တော့ကျွန်တော်တို့ကဘာထွက်လဲဆိုတော့ဒီ9000ရဲ့ဒီ9ခုရဲ့ cost ကကျွန်တော်တို့ကဒီ consignment เนาะဒါဒီလာတလာစရင်ချုပ်လိုက်လို့ဒါစရင်ရှင်းတန်းလောက်ရတဲ့အချိန်ကျမှကျွန်တော် COGS ကိုဆင်းမှာလက်ရှိကဒါ COGS ကိုမဆင်းသေးဘူးထင်တာเนาะအဲ့ဒါဆေးနဲ့ဒီ AR မှာကျွန်တော်တို့က debit credit ဝင်တဲ့သဘောထွက်မှာအဲ့တော့အဲ့9ခုစာကိုကျွန်တော်ကထားပါတော့3000ရှင်းလိုက်ရတယ်ပဲဆိုပါတော့เนาะအဲ့ကြမှာကျွန်တော်တို့ကဘယ်လိုပုံစံလာမလဲဆိုတော့ account တွေကထားပါတော့ကျွန်တော် cash transaction တွေကထားပါတော့เนาะABC PR say 5UDY တော့600เนาะတခုကို600နဲ့ဒါအဲ့ကြမှာကျွန်တော်ကနှုတ်3000ဆိုပြီးကျွန်တော်ကငွေပေးမှာเนาะအဲ့ဒါ close နေလိုက်အဲ့ငွေပေးတဲ့အချိန်ကျမှကျွန်တော် set account ဆိုပြီးကျွန်တော်ဆင်းကျင်တယ်เนาะ COGS တစ်ကောက်ပေါ့เนาะcost of goods sold ဆိုတဲ့အကောက်တစ်ကောက်ကိုကျွန်တော်ချိန်ပြလိုက်အဲ့ကြမှာခုန9000နဲ့သက်ဆိုင်တဲ့ COGS ကဆင်းသွားမှာပေါ့เนาะဒီလိုပုံစံလေးတော့ဒါကျွန်တော် consignment မှာသုံးလို့ရတယ်ပေါ့